အလော့ကေကိုမနှက်ဖြတ်မလုံမဲဆိုပြီးရွှေဆိုင်ဟာတဲ့ခန်းစားချက်ကလူတိုင်းနီးပါးကြုံဖူးကြမှာပါကဲဒီလိုအချိန်ဆွဲတဲ့အကျင့်ရဲ့နောက်ွယ်မှာဘလို့စိတ်ဝင်စားစရာတီးပန်ပင်ကြရှိနေလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်ဒါကကိုတယောက်ရချွနေတဲ့ပြဿနာမဟုတ်ပါဘူးတကယ်တော့လေဒါကနှဖောင်းထောင်ကြည့်ကြခဲ့တဲ့လူသားတွေရဲ့ရုန်းကန်မှုတစ်ခုပါအဲ့ဒီလိုသိလိုက်ရတော့ဒီမျိုးတို့စီတက်တာရစရာပဲနော်သမိုင်းကိုပြန်ကြည့်လိုက်တဲ့အခါဒီအကျင့်ကဘလောက်တောင်အမြင့်တွေနေလေးဆိုတာတွေ့ရပါလိမ့်မယ်လွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကအီဂျစ်ရုပ်စာလီမှာတော့အလောက်ကိုချက်ချင်းလောက်ဖို့တိတ်တွန်းထတာတွေ့ရတယ်ပြီးတော့ရာစုနှစ်တွေကြာတော့ Greek ကဗျာဆရာ Hesiod ကလည်းအလားတူပဲတတိပေးခဲ့ပြန်ရောအိန္ဒိယကဗျာဆရာ Sanskrit ဆိုရင်လေမနှက်ဖြန်လုံးမဲ့အလုပ်ကိုဒီနေ့လုပ်ပါဆိုပြီးရေးခဲ့တာပဲဒီလိုရှေ့ကျတဲ့ပြဿနာတို့ကိုဖြစ်ပေမဲ့စိတ်ဝင်စားစရာကောင်းတာပါလဲဆိုတော့လေဒီနေ့ခေတ်မှာအခြေအနေတွေကပိုလို့တောင်ဆိုလာခဲ့တယ်ဆိုတာပါပဲဘာကြောင့်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒေါက်တာ PhD ရဲ့သူတေသနာကိုကြည့်မယ်ဆိုရင်ပေါ့နော်လွန်ခဲ့တဲ့နှစ်40အတွင်းမှာနာတာရှင်ချင်းဆွဲတဲ့အလျက်ချင်းဟာအစားအသောက်များစွာတိုးလာခဲ့ပြီးတော့ဒီနေ့ခေတ်မှာဆိုကမ္ဘာလူဦးရေရဲ့ထက်ဝက်လောက်အထိကိုတက်ရောက်မှုရှိနေပြီတဲ့ဒါဟာတကယ့်ကိုကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတစ်ခုလို့ဖြစ်နေတာပေါ့ကဲဒါဆိုရင်ဘာကြောင့်များကျွန်တော်ရဲ့ဦးနောက်ကအလုပ်တွေကိုရွှေဆိုင်ဖို့ဒီလောက်တောင်သဘောကျနေရတာလဲအဖြေကတော့လေကျွန်တော်ရဲ့ဦးနောက်ဖွဲ့စည်းပုံထဲမှာပဲရှိနေတာပါလာအတူတူကြည့်လိုက်ကြရအောင်ဆိုလိုတာကတော့အလုပ်တစ်ခုကိုလုပ်ဖို့ဆရာထက်တန်မှုဟာအဲ့ဒီအလုပ်ကိုအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ပြီးတော့အဲ့ဒီကနေရမယ့်ဆူလပ်ကတန်ဖိုးရှိတယ်လို့ခံစားရတဲ့အပေါ်မှာတိုက်ရိုက်မှုနေနေတာပါဥပမာပြောရရင်ပေါ့စာမေးပွဲတစ်ခုအတွက်စာချက်တဲ့အခါမှာကောင်းကောင်းဖြစ်နိုင်မယ်လို့ယုံကြည်တယ်အောင်တွိုင်းရင်ကိုလိုချင်တဲ့တက္ကသိုလ်တက်ရမယ်ဆိုတဲ့ဆူလပ်ကလည်းကြီးတယ်ဆိုရင်စာချက်ဖို့ဆရာထက်တန်မှုကအလိုလိုပို့ရှိလာမှာပေါ့နောက်တစ်ခုကကျွန်တော်တို့တကယ်တန်ဖိုးထားတဲ့ရားတွေပေါ့ကိုလုံနေတဲ့အလောက်ကကိုဘဝရဲ့အyiမှန်းချက်တွေတန်ဖိုးထားမှုနေနဲ့လွယ်ချော်နေတယ်လို့ခံစားရပြီဆိုရင်အဲ့ဒီလောက်ကိုရွှေဆိုင်ဖို့အလားလာကအယမ်းများသွားတော့ကိုပြန်မြည်ကြည့်ဖို့လိုလာပြီငါလုံနေတဲ့အလောက်ကငါတို့တကယ်အရေးပါရဲ့လားဆိုတာပေါ့အခုပြောမယ့်အချက်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဦးနောက်ဟာအကျိုးများကိုရှာဖွေလာတဲ့ဆုံးရှုံးမှုကိုရှောင်ရဖို့ပိုပြီးအားတန်အောင်မွေးရပါဖွင့်စည်းထားတယ်ဆိုတာပါပဲဒီဥပမာလေးကိုကြည့်လိုက်ရင်ပိုပြီးတော့ရှင်းသွားလိမ့်မယ်ဥပမာယာဒူးတိုးလို့ရမယ်ပျော်ရွှင်မှုထက်လက်ရှိအလုပ်ကိုဆုံးရှုံးရမှာကိုကြောက်တဲ့စိတ်ကကျွန်တော်တို့ကိုပိုပြီးတွန်းအားပေးနိုင်နေဟုတ်တယ်ဆုံးရှုံးရမှာကိုကြောက်တဲ့စိတ်ကအမြဲတမ်းပိုပြီးအားကောင်းနေတာတဲ့ရှင်းရှင်းလေးပြောရရင်လေကျွန်တော်တို့ဦးနောက်ကနောက်ပတ်မှာပြီးမဲ့ project ကြီးတစ်ခုကရမဲ့စု lab ကြီးကိုမမတ်ဘူးအခုချက်ချင်းဗီဒီယိုတစ်ပုတ်ထပ်ကြည့်လိုက်ရတဲ့ပျော်ရွှင်မှုလေးကိုပဲပိုပြီးရွေးချယ်တတ်တယ်ဒါကကျွန်တော်တို့ဘိုးဘေးတွေစီကရှင်းသက်လာတဲ့ရှင်တန်ရေးဗီဇတစ်ခုလို့လည်းပြောလို့ရတယ်ဟုတ်တယ်မလားချက်ချင်းရနိုင်တဲ့အစာကအနာဂတ်မှာရမယ့်အစာထက်အများကြီးပိုအရေးကြီးကြတာကိုအချင်းဆွဲတာကဘာမှအနေမရှိဘူးလို့ထင်ရနိုင်ပေမဲ့တကယ်တော့မှတော့ဗျာကျွန်တော်တို့ရဲ့ဘဝပေါ်မှာထင်ထားတာတဲ့အများကြီးကြီးမားတဲ့တက်ရောက်မှုတွေရှိနေပါတယ်အဲ့ဒါတွေကဘာတွေဖြစ်မလဲဆိုတာကိုနည်းနည်းလေးလီနဲ့ဆွေးနွေးကြည့်ကြအောင်အခုကိုရိုးရိုးသားသားပြမေးကြည့်ဖို့အရေးကြီးတဲ့မေးခွန်းတစ်ခုရှိပါတယ်အရှင်ဆွဲခြင်းကတကယ်တော့မှကျွန်တော်တို့ဘာတွေဆုံးရှုံးစေနေရလဲဘာကြောင့်လဲဆိုတော့အရှင်ဆွဲခြင်းရဲ့ဆိုးချိုးတွေကကျွန်တော်တို့မျက်စိနဲ့မြင်နေရတာထက်ပိုပြီးနဲ့ဆိုင်တယ်ကျွန်တော်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ပေါ်မှာတိတ်တဆိတ်ထိခိုက်မှုတွေပြုလုပ်နေလို့ပါပဲဒီမှာပြထားတဲ့အတိုင်းပဲပေါ့အချိန်ဆွဲခြင်းကြောင့်စိတ်ဖြစ်စည်းမှုတွေစိုးရိမ်ပူပန်မှုတွေတိုးလာတယ်ကိုအဖြစ်တင်တဲ့စိတ်တွေဝင်လာတယ်ဒီတက်ကစိတ်ဝင်စားစရာကောင်းတဲ့သိမြင်မှုမကိုက်ညီခြင်းဆိုတာကတော့ကိုလှုပ်တဲ့အရာကိုတီတီကြီးနဲ့စန့်ကျင်ဘက်ကိုလုံမိတဲ့အခါဖြစ်ပေါ်လာတဲ့အတွင်းစိတ်ရဲ့ပဋိပက္ခပေါ့နောက်ဆုံးမှာတော့ဘာဖြစ်လဲကိုယ့်ရဲ့အလားအလာတွေကိုတော့မချလိုက်ရဘူးဆိုတဲ့ကြီးမားတဲ့နောင်နာတရားတွေနဲ့ကြံခဲ့ရတာပါတယ်ဒီရဲ့ချက်ကတကယ်ကိုအရေးကြီးပါတယ်စဉ်းစားကြည့်လေမအောင်မြင်ခဲ့တဲ့ကြိုးစားမှုတစ်ခုရဲ့နာကျင်မှုကအချိန်ကြာလာတာနဲ့အမျှမှိမ့်မိန်တော့နိုင်တယ်ဒါပေမဲ့လုံးဝမကြိုးစားခဲ့မိဘူးဆိုတဲ့နောင်တကတော့တစ်သလုံးတည်မြဲနေနိုင်တယ်ဆိုတာပါပဲကဲပြဿနာကြီးကိုသိပြီဆိုတော့အခုဖြစ်ရှင်းနေတွေကိုလီလာရမယ့်အချိန်ရောက်ပါပြီခုနကဆွေးနွေးခဲ့တဲ့တိပတ်နီကြအချက်အလက်တွေပေါ်အခြေခံပြီးကြပေါ့ဒီအကျင့်ဆိုးကိုဘလို့အနိုင်ယူမလဲဆိုတဲ့လက်တွေ့ကြသုံးလို့ရမယ့်နီးလန်းတွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပြဿနာကိုနားလည်ခြင်းဟာဖြည့်ရှင်းနည်းရဲ့တဝက်ပဲလို့ဆိုကြတယ်လေဒါကြောင့်ဒီမှာပြထားတဲ့ရုပ်ရှင်ရဲ့အဆင့်၃ဆင့်ကအရေးကြီးဆုံးပထမခြေလှမ်းပါပဲပထမဆုံးကိုမင်းပြီးရင်ခြာရည်ပြီးတော့ကိုက်ညီတဲ့နီးလန်းကိုကျွေးဒီစရာကတော်တော်လေးအတုံးဝင်ပါတယ်ဘာကြောင့်လဲဆိုတော့ပြဿနာတစ်ခုချင်းစီအထောက်ဖြည့်ရှင်းနည်းတွေကိုတောင်းရချိတ်ဆက်ပေးထားလို့ပဲဥပမာနော်ပထမအကြောင်းရင်းဖြစ်တဲ့ကြာရှုံးမကိုကြောက်လို့အလုံးမစဖြစ်ဘူးဆိုရင်ကိုယ်စိတ်ကိုပြန်ပြီးတတိပေးရမှာကမကြိုးစားတာကမှတကယ်ကြာရှုံးခြင်းအစစ်ဆိုတာကိုပဲဒါမှမဟုတ်လုပ်ရမယ့်အလုပ်ကအရန်ကြီးမှနေပြီးစုလားကအဝေးကြီးမှလို့ခံစားနေရလားဒါဆိုအလုပ်ကိုအစင်းလေးတွေခွဲပြီးတစင်ပြီးတိုင်းကိုဆွတ်ချက်လိုက်ဖို့
ဒီလိုနီလန်းတွေကကိုယ့်ရဲ့အခြေအနေနဲ့အဝင်ခွင့်ကြဖြစ်မဲ့ဖြည့်ရှင်းလေးကိုရှာတွေးဖို့တကယ်ပဲကူညီပေးပါလိမ့်မယ် နောက်ဆုံးအနေနဲ့အောင်ကိုတတိယစီချင်တာတစ်ခုရှိပါတယ်ကျွန်တော်တို့ကတကယ်တမ်းအနောက်မှာဆွဲထားတဲ့အကြီးမားဆုံးအတားအဆီးကဘာလဲဆိုတော့တခြားသူတွေဘာထင်မလဲဆိုတာကိုကြောက်တဲ့စိတ်တနည်းအားဖြင့်ကိုယ့်ရဲ့မာန ego ပဲဖြစ်နေတတ်တယ်ဆိုတာပါပဲ ကဲဒီမေခွန်းလေးနဲ့အတူအဆုံးသတ်လိုက်ပါစေဘလို့အနာဂတ်မျိုးကိုဒီနေ့ကစပြီးရွှေ့ဆိုင်မထားတော့ဘူးလဲ